နိဗ္ဗာန်ရောက်တယ်ဆိုတာကနောက်တစ်ဖန်ပရိသန္တိမနေတော့ဘဲနဲ့ကိုနာတိဆင်းရဲဒုက္ခအပေါင်းမှလွတ်မြောက်သွားတာကိုပြောတာပါနော်ပရိသန္တိနေပြီးတော့ကိုနာတိဆင်းရဲဒုက္ခဖြစ်ရတယ်ဆိုတာကလည်းပဲကံကြောင့်ဖြစ်တာပါကံကလည်းကိလေသာကြောင့်ဖြစ်တာပါကိလေသာကိုအကျွမ်းမဲ့ပယ်သက်ပြီးတဲ့ပုဂ္ဂိုလ်တယောက်ဟာကံလည်းမရှိတော့တဲ့အတွက်ပရိသန္တိနေစရာအကြောင်းလည်းမရှိတော့ပါဘူးနော်ပရိသန္တိမနေတော့ဘူးဆိုရင်ကိုနာတိဆင်းရဲဒုက္ခမှလွတ်မြောက်သွားပါပြီဒါကြောင့်ဗုဒ္ဓသည်ကိလေသာကိုအကျွမ်းမဲ့ပယ်သက်ပြီးသောပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့်နောက်တစ်ဖန်ပရိသန္တိမနေတော့တဲ့အတွက်ကိုနာတိဆင်းရဲဒုက္ခမှလွတ်မြောက်သွားတာကြောင့်ဗုဒ္ဓဟာနိဗ္ဗာန်ကိုတကယ်ရောက်ခဲ့ပါတယ်နော်ဟုတ်ကဲ့ပါဒီဗီဒီယိုလေးမှာရှင်းပြစရာအကြောင်းနှစ်ချက်ရှိပါတယ်ပထမအချက်ကနိဗ္ဗာန်ရောက်ခြင်းဟာဒီပရိသန္တိမတည်နိုင်တော့ဘူးဆိုတဲ့ဘောတရားကိုပြောသွားတာဖြစ်ပါတယ်ဒါဟာတမလွန်ကိုယူဆပြီးပြောတဲ့တကယ်ရဖြစ်ပါတယ်ကျွန်တော်တို့ဒီလူဖြစ်တုံးလူဖြစ်ကြောင်းတရားတွေကိုအားထုတ်ရမှာဖြစ်ပါတယ်တမလွန်ဆိုတာကျွန်တော်တို့မမြင်နိုင်တဲ့တရားပါနော်ဓမ္မဆိုတာဒီလောကတဘာဝဓမ္မရှိနေတဲ့လက်တွေ့ပြနိုင်တဲ့အရာတွေဖြစ်ပါတယ်လက်တွေ့မပြနိုင်တဲ့အရာကိုပြောခြင်းဟာဒိဋ္ဌိဖြစ်ပါတယ်ဒါကြောင့်ပရိသန္တိမတည်ဘူးဆိုတဲ့စကားရပ်ဒီဘယ်ဖျားမှလည်းဟောလို့မရပါဘူးဒါဟာလည်းဓမ္မမဖြစ်ပါဘူးလောကတဘာဝမဖြစ်ပါဘူးမတွေ့မမြင်နိုင်တဲ့အရာကိုထုတ်ပြောသွားတာဖြစ်ပါတယ်ဒုတိယအချက်ကတော့ကိလေသာတွေကုန်ခန်းသွားပြီးတော့သိခြင်းနာခြင်းပူခြင်းဆိုတဲ့ဒီဒုက္ခတွေမခံစားဘူးဆိုတဲ့ဟာလည်းလုံးဝလွယ်မှားပါတယ်။ဒါကြောင့်လဲဆိုတော့ကိလေသာတွေဆိုတာကကျွန်တော်တို့ရဲ့ဒိဋ္ဌိတဏှာတွေဖြစ်ပါတယ်။အခုဒီဥဇောတိကပြောနေတဲ့စကားရက်တွေအားလုံးဟာဒီဒိဋ္ဌိတွေဖြစ်ပါတယ်။နော်ဒိဋ္ဌိအယူဆလွဲမှားစွာပြောကြတဲ့စကားတွေအားလုံးဒီဒါကိလေသာပဲဖြစ်ပါတယ်။ကိလေသာတဏှာလို့လည်းယူလို့ရပါတယ်။အများစွာဖြစ်ကျွန်တော်တို့ပြောကြမယ်ဆိုတဏှာဖြစ်ပါတယ်။လွဲမှားတဲ့အယူဆလွဲမှားတဲ့အတွေးခေါ်အားလုံးဒီဒါဟာဒီကိလေသာတဏှာတွေဖြစ်ပါတယ်နော်ကိလေသာတဏှာဖြစ်တော့ဒီကိလေသာတွေကိုကျွန်တော်တို့ကလူဖြစ်တော့ဖယ်ရှားရမယ်ဖယ်ရှားမှကျွန်တော်တို့ကနိဗ္ဗာန်ဆိုတဲ့ဆင်းရဲခြင်းကလွတ်မြောက်နော်ဒီလိုအယူဆမှားတွေရှိနေမယ်ဆိုရင်ကျွန်တော်တို့ကနိဗ္ဗာန်မရနိုင်တဲ့အတွက်အတွေးခေါ်မှားတွေယူဆမှားနေတယ်ကျွန်တော်တို့လောကကြီးမှာဆင်းရဲကမလွတ်မြောက်နိုင်ဘူးဒီသဘောတရားကိုပြောတာဖြစ်တယ်ဒါကြောင့်ဒါကိလေသာသူပြောတဲ့ကိလေသာဒီအိုခြင်းနာခြင်းသိခြင်းဆိုတဲ့အကြောင်းတရားမဖြစ်ပေါ်ဘူးဆိုတဲ့ဟာကိုပြောသွားတာဒီဒါဟာလောကတဘာဝဓမ္မမဟုတ်ပါဘူးဒီကိစ္စတွေကိုဖယ်ဖျားမှလည်းအာမမခံပေးနိုင်ဘူးနိဗ္ဗာန်ဆိုတာအဲ့ဒီဟာတွေကိုအာမခံပေးတာမဟုတ်ဘူးလူတွေဟာလူဖြစ်ကြောင်းမှာလူဖြစ်ရကျူးနပ်ဖို့အတွက်အာမခံပေးတာလူတွေမှာလောဘဒေါသမောဟတွေရှိနေမယ်ဆိုရင်မငြိမ်းချမ်းဘူးမတည်ငြိမ်ဘူးမตายရဘူးနော်လူဖြစ်တော့လူဖြစ်ရကျူမနှက်ဘူးဒီလောက်ပဲကျွန်တော်တို့ကတက်ပေးရမှာဖြစ်တယ်နော်ကျွန်တော်တို့မမြင်နိုင်တဲ့ပရိသန္တိမတည်ဘူးဆိုတဲ့ဟာကိုဘယ်သူကအာမခံပေးမယ်လို့မရှိပါဘူးနောက်တစ်ဖန်အိုခြင်းနာခြင်းမရှိဘူးဆိုတဲ့အကြောင်းတရားကိုလည်းဘယ်သူမှအာမမခံပေးပါဘူးဒါဟာဓမ္မဆိုတာဒီလောကတဘာဝထဲမှာရှိတဲ့လက်တွေ့ပြနိုင်တဲ့အကြောင်းအရာတွေပေါ်မူတည်ပြီးတော့ပဲဟောရပါတယ်လက်တွေ့မပြနိုင်တဲ့အကြောင်းအရာတွေကိုမူတည်ပြီးတော့ပြောရင်ဒါဟာဒိဋ္ဌိဖြစ်ပါတယ်နော်ဒါမှမဟုတ်ဒိဋ္ဌိနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့ရှင်းပြကြရရှိပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ဓမ္မတွေဆိုတာဒီလောကတဘာဝဖြစ်တယ်လောကထဲမှာလက်တွေ့ပြနိုင်တဲ့အကြောင်းအရာတွေပေါ်မူတည်ပြီးတော့ပြောရတာဖြစ်တယ်ကျွန်တော်တို့မမြင်နိုင်တဲ့အရာတွေကိုချပြပြောဆိုလို့မရပါဘူးဒါဟာဒိဋ္ဌိအယူဝါဒဖြစ်တယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်ဒါကြောင့်မို့ဥဇောတိကဟာဒီဒိဋ္ဌိဖြစ်စေတဲ့တရားတွေကိုဟောနေတာဖြစ်ပါတယ်တနည်းအားဖြင့်လည်းကျွန်တော်တို့မှုတာဝါဒပေါ့နော်ဝစီကံဖောက်ပြက်ကျူးလွန်နေတာဖြစ်ပါတယ်ဒီဗီဒီယိုလေးနဲ့ဖတ်သက်ပြီးတော့မေးမြန်းစီရရှိလဲကွန်မန့်မှာမေးပေးပါကျွန်တော်တို့ပြန်ဖြေပေးပါမယ်ကြည့်ရှုအားပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်